ကျွန်တော်ရဲ့မိဟောင်းမိတ်သစ်တောက်ကြသားသမီးဇာတာရှင်တွေကိုဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်1389ခုနှစ်တစောင်းမိုးလာပြီးတော့12ရက်နေ့တနင်္ဂနွေနေ့တစောင်းမိုးလာပြီးတော့12ရက်နေ့ကနေပြီးတော့2ဒေါ်လာပေါ့နော်တလတာကာလတော့တောက်ကြသားသမီးရဲ့ဖြစ်ပေါ်လာနေတဲ့ကံကြမ္မာအဆိုးအကြောင်းကိုအဆိုးအကောက်အကျိုးအကြောင်းတွေကိုဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်တောက်ကြသားသမီးဇာတာရှင်တွေကအနုဉာဏ်နဲ့တိမ်မွေ့တယ်သူတို့တွေအစွဲလန်းကြီးတယ်ဒီဗမာလူပြောရလို့ရှိလို့ရှိရင်တော့ဖြင့်သူတို့နည်းနည်းလေးအရေးရှိတဲ့သဘောမျိုးပေါ့နော်အဲ့ဒါလေးတွေရှိတာကိုတွေ့ရတယ်အစွန်းထွက်တတ်တယ်နော်အစွန်းထွက်တဲ့အစိတ်ပိုင်းလေးတွေလည်းရှိတာကိုတွေ့ရတယ်လူများတွေကလည်းပို့ပြီးတော့တန်ရောစင်ကြီးတယ်လူများတွေကလည်းပို့ပြီးတော့အတန်ပြန်ကြိုက်တယ်လူများတွေကလည်းပို့ပြီးတော့အကျော်ရှိတယ်အဲ့ဒါလေးတွေတော့တွေ့ရတယ်သဘောရှိတယ်တောက်ကြသားသမီးတွေကသူတို့ရိုးရိုးရှင်းရှင်းလေးဖြတ်တန်းတာတမီးလူတို့ဆန်းဆန်းပြပြတွေမဟုတ်ဘူးရိုးရှင်းလေးဖြတ်တန်းတယ်ဖြစ်ရင်ဖြစ်မှာမဖြစ်ရင်မဖြစ်ဘူးအဖြစ်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်မဖြစ်နိုင်ဘူးအဲ့ဒီလိုသူတို့ဆုံးဖြတ်တဲ့သဘာဝတွေရှောက်လန်းတဲ့သဘာဝတွေတော့တွေ့ကြုံရတဲ့သူတို့ငယ်စဉ်အခါကာလအနေထားမှာကဘာဖြစ်တယ်လဲဆိုလို့ရှိရင်အမွေးစားမိဘပေါ်ရာမျိုးလိုအခြားလူရဲ့ရင်ခွင်မှာကြီးပြင်းရတာမျိုးလိုသို့မဟုတ်အဖိုးအဖွားနဲ့ကြီးပြင်းရတာမျိုးလိုပြည့်စုံတဲ့မိသားစုတွေဆိုလို့ရှိရင်မိသားစုနှစ်ဦးခွဲပြီးအခြေခံရတာမျိုးလိုအဲ့ဒါတွေတွေ့ကြုံရတဲ့တောက်ကြသားသမီးတွေရဲ့သဘာဝမှာ15နှစ်ကနေ22နှစ်တာကာလအတွက်မှာအဘောကိုစတင်ဖြတ်တန်းရပြီးအပူမသိဘာမသိဆိုတဲ့အစိပ်ပိုင်းကနေဖြတ်တန်းရတာမျိုးဘာမသိညာမသိဆိုတဲ့ဘဝကနေဖြတ်တန်းရတာမျိုးတွေ့ကြုံရတဲ့မျောလင့်မထားပဲနဲ့အကောင်းကနေအဆိုးကနေအကောင်းအဲ့ဒီလူတွေတွေ့ကြုံရတဲ့တယ်လေတွေ့ရတဲ့သူတို့ရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှိရင်သူတို့ကိုယ်နဲ့ခေါင်းဆောင်မှာတိတ်ကြောက်တယ်ငါဒါတော့ကြာသားသမီးတွေရဲ့သဘာဝအခြားလူကခေါင်းဆောင်ပြီးအခြားလူကလောက်ကံပြီဆိုလို့ရှိရင်တော့သူတို့ဖြောင်းပြောင်လေးလိုက်တဲ့သဘောရှိတယ်15နှစ်ကနေ21နှစ်တာအသက်တာကာလရှိတဲ့ဇာတာရှင်တွေဆိုလို့ရှိရင်ဖြင့်လုပ်ငန်းဆောင်ရတဲ့အခါမှာစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာအဆက်မှုလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာတော့အယောင်းဝယ်လုပ်ရတဲ့အခါမှာကိုဘဝကိုတည်တည်ချာချာလေးစစ်ကလေးစဉ်းစားတွေးခေါ်ပြီးလုပ်ကိုလုပ်ဖို့လိုအပ်တဲ့အခြားလူရဲ့ပြောစကားကိုအခြားလူရဲ့ယုံသွင်းစကားကိုနားမယောင်မနဲ့ဥဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါ15နှစ်ကနေ23နှစ်တာကာလအတွက်ဇာတာရှင်တွေကကောင်းမွန်ပါတယ်အဲ့23နှစ်ကနေပြီးတော့33နှစ်တာကာလအတွက်မှာကတော့ဇာတာရှင်တွေဟာရိုးရှင်းတဲ့ဘဝတစ်ခုကိုဖြတ်သန်းရမယ်အောင်မြင်မယ်နော်မိမိရဲ့လက်တွဲပုံနဲ့ဖြစ်စေအိမ်အောင်ဘက်နဲ့ပတ်သက်လို့ဖြစ်စေ23နှစ်ကနေဒီ33နှစ်တာကာလအတွက်မှာရှိတဲ့ဇာတာရှင်တွေပေါ့နော်လက်ရှိနေတဲ့ဇာတာရှင်တွေကိုနဲ့ဥဆောင်ရတာဖြစ်စေဒါမှမဟုတ်စီးပွားရေးတစ်ခုကိုဥဆောင်တဲ့လူမှာကိုကနောက်လိုက်ဖြစ်ရှိရတာဖြစ်စေအကောင်းဆုံးဝန်ဆောင်မှုတွေပေးပြီးတော့နေတဲ့သဘာဝကိုတော့တွေ့ကြုံရတဲ့ကိုယ့်ဘက်ကအပြစ်မရှိအောင်ဖြစ်စေထိုးကြုံအောင်ဖြစ်စေသူတို့တက်နိုင်တဲ့တက်ဆွမ်းတဲ့သူတို့ရဲ့ဇာတာအနေထားတော့မှတက်နိုင်တဲ့တက်ဆွမ်းတဲ့ဘက်ကအကူအညီပေးပြီးလောက်ကန်ဆောင်ရနေရတတ်တယ်နော်အခက်အခဲတွေရှိတဲ့ကြားတွေကလည်းအောင်မြင်မှုတွေကထိုးထွက်လာတတ်တယ်အဲ့ဒီ35နှစ်ကနေပြီးတော့45နှစ်တာကာလအသက်အရွယ်ရှိတဲ့တောက်ကြသားသမီးဇာတာရှင်တွေကဘာဖြစ်လဲဆိုလို့ရှိရင်ဒီကောင်မအတွက်တော်လည်းကောင်းမိဘအတွက်တော်လည်းကောင်းသားသမီးအတွက်တော်လည်းကောင်းစိတ်ပူပင်တော့ကမှုတွေရောက်နေရတဲ့ဝေကုံကြီးကြတွေများတတ်တယ်အကျမ်းမာရေးချိုးတဲ့မှုတွေတွေ့ကြုံရတဲ့အလုပ်တစ်ခုကိုလုပ်မယ်အလုပ်တစ်ခုကိုမလုပ်ဘူးအဲ့လိုဆုံးဖြတ်ချက်မချနိုင်ဘူးဖြစ်နေတတ်တယ်ဝန်ထမ်းတွေဆိုလို့ရှိရင်ဒီအလုပ်မှာဆက်မလုပ်ချင်တော့ဘူးအခြားအလုပ်ကိုပြောင်းနေတယ်နော်ဖိအားတွေများတယ်ကိုယ်ပိုင်ငွေရှာတယ်ကိုယ်ပိုင်ဥဆောင်နေတဲ့လူမျိုးတွေဆိုလို့ရှိရင်စိတ်တကြနေတဲ့အစိပ်ပိုင်းတွေဒီအသက်တာကာလအပိုင်းခြားတွေမှာတွေ့ရတယ်စိတ်တမကြပါနဲ့ခိတ္တခဏပါအဲ့ခိတ္တခဏကာလမှာလုံးရကြော်လွန်သွားပါလိမ့်မယ်ကောင်းမွန်တဲ့အနေထားတစ်ခုကိုပိုင်ဆိုင်နေတဲ့အစိပ်ပိုင်းကိုပြန်ရောက်လာပါလိမ့်မယ်46နှစ်ကနေ59နှစ်တာကာလအတွက်မှာတော့ကျမ်းမာရေးတွေဂရုစိုက်ဖို့လိုအပ်တဲ့အယိုးအကျော်နဲ့ပတ်သက်တဲ့ဝေဒနာတွေအုံနောက်နဲ့အောင်ကျော်နဲ့ပတ်သက်တဲ့ဝေဒနာတွေနော်အဲ့ဒါတွေတော့ခံစားရတတ်တယ်သူကတစ်ချိန်နဲ့မဟုတ်ဘူးနော်ဖြစ်ရင်တစ်ချိန်ကနေ3ချိန်အထိဖြစ်တဲ့သဘာဝတော့တွေ့ရတတ်တယ်ကိုယ့်အတွက်ကြောင့်ဝေကုံကြေးချများရတတ်တယ်စိတ်တော့ကပူပင်မှုတွေရောက်ရတတ်တယ်ဒါပေမဲ့အဲ့ကိုယ့်အတွက်ကြောင့်စိတ်တော့ကရောက်ခြင်းပူပင်မှုချင်းဒီကိုနှိုက်ကြောင့်ဖြစ်တယ်ဆိုပြီးတော့ယူကျုံးမရလဲဖြစ်တတ်တယ်ဒါပေမဲ့လို့ပြန်လဲကောင်းမွန်တဲ့သဘာဝကိုလည်းတွေ့ရတယ်ပြန်လဲပြီးတော့ငွေကြေးဖြစ်စေလူမှုရေးဖြစ်စေနော်အိမ်တော်ရေးဖြစ်စေကောင်းမွန်သောအနာဂတ်တစ်ခုကိုထူထောင်နိုင်တဲ့အသက်အပိုင်းခြားရောက်နေတာကိုလည်းတွေ့ရတယ်အဲ့ဒီကနေတစ်ဆင့်
59နှစ်ကနေပြီးတော့68နှစ်တာကာလအတွင်းမှာတော့ငြိမ်းချမ်းခြင်းတည်ကြည်ခြင်းနော်စိတ်တော့ကရောက်မှုတွေအေးငြင်းခြင်းဘဝကိုရောက်ရှိလိမ့်မယ်ဗျာအဲ့ဒီမှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့59နှစ်ကနေ68နှစ်တာကာလအတွင်းမှာကိုမွေးဖွားတဲ့သားသမီးတွေထဲမှာဗုဒ္ဓဦးသားသမီးတို့နော်အကြတပတိသားသမီးတို့ပါခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့နဲ့ပတ်သက်လို့ဂုံတက်စရာသူတို့နဲ့ပတ်သက်လို့စိတ်ကိုဆန်းစားစရာနော်ရှေ့ရောက်စရာတွေတစ်ခုပြီးတစ်ခုကြင်ဖန်များစွာတွေ့ကြုံရတဲ့တဲ့ဒါပေမဲ့ကျမ်းမာရေးတို့ဂရုစိုက်ရမယ်ကျမ်းမာရေးဂရုစိုက်ရမယ်ကျမ်းမာရေးတော်တော်ဂရုစိုက်ဖို့တော့လိုအပ်လိမ့်မယ်အဲ့ဒီမှာဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်အိမ်ဥယျာဉ်ချမ်းမြေအတွက်တော့၎င်းအညီမိဘညီကောင်တော်နဲ့ပတ်သက်လို့၎င်းစိတ်တော့ကရောက်မှုတွေစိတ်ဆင်းရဲမှုတွေကတော့ဖွင့်မပြောဘဲနဲ့ခံစားနေရတဲ့သဘာဝကိုတွေ့ကြုံရတဲ့ဗျာအဲ68နှစ်ကနေ89နှစ်တာကာလအတော်တွင်းကတော့အကျမ်းမာရေးအဓိကကျမ်းမာရေးကိုပြောချင်တာအဲကျမ်းမာရေးတွေကတော့တစ်ခုပြီးတစ်ခုတော့ဖြစ်လာတဲ့သဘာဝကိုတွေ့ကြုံရတဲ့ဟောဆေးကိုပဲလို့စားသလိုစားနေရတဲ့သဘာဝကိုလည်းတွေ့ကြုံရတဲ့အပူလောင်ခြင်းမျိုးတွေလည်းဖြစ်တတ်တယ်ဒါပေမဲ့လို့တောက်ကြသားသမီးတွေကဘာဖြစ်လဲဆိုဟန်ဆောင်ကောင်းတာတွေတော့တွေ့ရတဲ့တခုခုဖြစ်နေရင်တော့မှပဲမဖြစ်တဲ့ပုံစံမျိုးလို့ကိုကြောင့်တပားသူစိတ်တော့ကရောက်သွားမှာကိုမလိုလားတဲ့ပုံစံမျိုးတွေကြောင့်ဟန်ဆောင်နေတဲ့အဲ့ဒီဟန်ဆောင်နေခြင်းကြောင့်ပိုဆိုးသွားတဲ့ဟာတွေလည်းတွေ့ကြုံရတဲ့ငါဖြစ်ရင်ဖြစ်ပြီလို့ပြောပါမဖြစ်ရင်မဖြစ်ဘူးလို့ပြောပါဒါတွေလည်းပုံမှန်လင်းလေးပြောဆိုနေထိုင်ဖို့တော့ဒီအသက်အရွယ်တွေမှာလိုအပ်လာပါပြီအဲ့ဒီတော့က85နှစ်တာကာလကျော်လွန်ပြီးတဲ့နောက်ပိုင်းမှာတော့ဖြင့်အစစရဲ့ကောင်းမွန်တဲ့ဘက်ကိုဥတည်နေပြီကောင်းမွန်တဲ့ဥတည်နေပြီဆိုပေမဲ့လို့85နှစ်85နှစ်ကနေပြီးတော့ဗောနော်86အဲ့တစ်နှစ်တာကာလတိုးတွင်မှာတော့ကျမ်းမာရေးကိုတော်တော်လေးကြည့်ဆိုင်ဖို့လိုအပ်တာကိုလည်းတွေ့ရတယ်ဆေးမားတာစာမားတာဟာမလိုအပ်ဘဲနဲ့ဆေးတောက်ခြင်းဆေးထိုးခြင်းမလုပ်တာရင်တော့ဖြစ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်85နှစ်86နှစ်ကာလပတ်လုံးအဲ့ဒီမှာတခုခုတစ်စုံတည်းကျမ်းမာရေးရမဖြစ်ဘူးဟာလားဆိုးဆိုးဝါးဝါမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တော့85နှစ်တာကာလတိုးတွင်တည်သည်တောက်ကြသားသမီးတွေဒီကောင်းမွန်စွာဖြတ်တန်းမယ်အချိန်ကာလဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအစိုးနဲ့အကောက်တွန်းတွဲနေတဲ့ကာလတွေကများတယ်စိတ်ဖိအားများတဲ့ကန်းကနေတည်းများတယ်စိတ်ကိုပူဝင်တတ်တာကိုစိတ်ပူဝင်တတ်တဲ့သဘောတဘာဝတွေကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အတွက်ကြောင့်ဒီစိတ်ပူဝင်မှုတွေပျောက်ကင်းအောင်လုပ်ငန်းကိုင်တာတွေအဆင်ပြေအောင်အပိုးအဆင်ပြေနေလဲပိုးတဲ့အဆင်ပြေအောင်ကျမကြီးမကောင်းဆိုလို့ကျမကြီးတွေကောင်းသွားအောင်အပါလေးတွေလုပ်ပေးရမလဲတောက်ကြသားသမီးတွေဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်းမောင်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအာယုံဖြစ်စေနေစွန်းဖြစ်စေတာကူလေးနော်တာကူဆိုတာတော့အများသောအားဖြင့်သိကြပါတယ်သာသနာကိုကူးညှင်းနိုင်အောင်ဖြစ်စေကိုဘဝကိုတောကမရောက်အောင်ဖြစ်စေတာကူလေးကြိုပြီးတော့ကိုယ့်သက်စီလေးမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုကတ်လူပူဇော်ပေးပါကတ်လူပူဇော်ပေးပြီးရင်အဲ့တာကူကိုလွတ်တဲ့နေရာလမ်းပေါ့နော်အဲ့လိုနေရာလေးကိုတွားပြီးတော့စွန့်တဲ့အခါမှာလေကိုယ့်ရဲ့အခက်ကျမ်းမာရေးပေါ့နော်အားလုံးပြည့်စုံအောင်မြင်ပါစေကောင်းမွန်ပါစေဆိုတဲ့ဆန္ဒတစ်ခုပြုပြီးတော့ဒါလေးကိုစွန့်ကြဲပေးလို့ရှိရင်တောက်ကြသားသမီးတွေဒီပြည့်စုံချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်ဗျာဒုက္ခိအတ္တနာပဏိအနန္တုတဗ္ဗေတ္တာကမ္မတကာ